အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ကျေးဇူးရှင်မိုင်းဘုံဆရာတော်တည်ထားတဲ့တန်ဝေစနီးရ၄ဌာနဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ၄ဌာနကတော့ဖွားပွင့်ဟောဆန်ဆိုတဲ့၄ဌာနပဲဖြစ်ပါတယ်ဖွားဆိုတာကတော့ကျွန်တော်တို့ဖွားတော်မူတဲ့ပြီးလို့ရှိရင်ပွင့်တော်မူတဲ့နေရာပြီးလို့ရှိရင်ကျွန်တော်တို့တမစကြာဟောကြားတဲ့နေရာပြီးတော့ဗြိနိဗ္ဗာန်ဆန်တဲ့နေရာဆိုပြီး၄ဌာနရှိပါတယ်နှစ်ဌာနကတော့ပြီးသွားပါပြီခင်ဗျာကျွန်တော်တို့ပွင့်တော်မူနဲ့ဖွားတော်မူတဲ့နေရာကတော့ပြီးသွားပါပြီခင်ဗျာအခုဒါတော့တမစကြာဟောကြားမဲ့နေရာလေးဖြစ်ပါတယ်တိဆောက်ဆဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ဗြိနိဗ္ဗာန်ဆန်တဲ့နေရာကလည်းပဲတိဆောက်ဆဲဖြစ်ပါတယ်ခင်ဗျာနှစ်နေရာတော့ပြီးသွားပါပြီနှစ်နေရာကတော့တိဆောက်ဆဲဖြစ်ပါတယ်ရရအနေနဲ့မှာရှိတဲ့မိတ်ဆွေတွေအားလုံးလည်းပဲကျွန်တော်တို့မိုင်းဘုံဆရာတော်ကြီးတည်ထားတဲ့ဌာနလေးနေရာမှာပါဝင်လူတန်းဖို့အတွက်လည်းဖိတ်ခေါ်ပါရခင်ဗျာ